နှစ်ပေါင်းဆယ်စုနှစ်တစ်ခုကြာမှပထမအောင်ဆုံးအကြိမ်အီတလီစူပါဖလားပြင်လည်ရရှိခဲ့တဲ့နာပိုလီအားလုံးပဲမင်္ဂလာပါများဦးဆန်းဖူဘော့ရှိုးကနေပြန်လည်ကြိုလိုက်ပါတယ်ပြီးခဲ့တဲ့ဘောလုံးရာသီမှာစီးရီးရဲ့ချန်ပီယံဆုကိုစုခုနိုင်ခဲ့တဲ့ကွန်တီရဲ့နာပိုလီကတော့မင်းညာကပဲဘောလုံးနာကိုဖိုင်နယ်မှာနိုင်ယူပြီးအီတလီစူပါကပ်ထပ်ပြီးစုခုသွားခဲ့ပြန်ပါတယ်ကွန်တီကိုင်းတွင်နေတဲ့နှစ်နှစ်တာကာလအတွင်းနာပိုလီဟာလက်ရှိအချိန်ထိစူပလာငန်းနေရတဲ့အသင်းမဟုတ်တော့ပဲ200ဒီမှာ200ဒီလုံးစူပလာတွေစုခုနိုင်တဲ့အသင်းဖြစ်လာခဲ့ပါတယ်နာပိုလီဟာအီတလီစူပါကပ်နေရင်ဂျာတီသိမ်းမဲ့အသင်းမဟုတ်ပါဘူးချန်ပီယံလိစီးရီးအေကိုပါအီတလီယာစူပလာတွေလမ်းကြောင်းပေါ်မှာရှိနေသေးတဲ့အသင်းဖြစ်ပြီးညကဆိုကိုခဲ့တဲ့အီတလီစူပါကပ်ကကြံရှိနေသေးတဲ့စူပလာတွေအပေါ်စိတ်သက်ပိုင်းနဲ့ယုံကြည်မှုအပိုင်းမှာအမြင့်ဆုံးရောက်ရှိသွားနိုင်ပါတယ်။အင်နာကိုကြော်ပြပြီးဖိုင်နယ်တက်လာခဲ့တဲ့ပိုလိုနာကိုနာပိုလီကဖိုင်နယ်မှာခွင့်မပေးဘဲနှစ်ဂိုးကိုမရှိနဲ့နိုင်ပြခဲ့တာပါ။အီတလီအသင်းများစုကတက်ကြီးကစားသမားများကိုအသုံးပြုတတ်တယ်ဆိုတာအားလုံးသိမြင်ထင်ပါတယ်။ဒီထဲမှာနာပိုလီလည်းပါဝင်ပါမယ်။နာပိုလီကလူငယ်ကစားသမားအများပြားအသုံးပြုထားတဲ့အသင်းမဟုတ်ပေမဲ့တက်ကြီးကစားသမားတွေအတွေ့အကြုံကိုအသုံးချပြီးဖိုင်နယ်မှာပိုဆွဲနိုင်အောင်ကစားနိုင်တဲ့အသင်းပါ။အီတလီအပြင်ဘက်ကပြိုင်ပွဲတွေမှာတက်ကြီးကစားသမားတွေအသုံးများခြင်းကစကားရမ်းပြောပေမဲ့အီတလီနယ်အတွင်းရဲ့ပြိုင်ပွဲတွေမှာတော့နာပိုလီကိုရှင်နိုင်မှုကခက်ခဲပါတယ်။ဘောလုံးနာကလည်းကောင်းတဲ့အသင်းဖြစ်တာကြောင့်အီတလီစူပါကပ်ဖိုင်နယ်ကိုတက်လှမ်းလာခဲ့တာမှတ်ပေမဲ့နာပိုလီနဲ့ရှင်တော့လိုအပ်ချက်တွေအများကြီးရှိနေပါသေးတယ်။ကွန်နီကကွင်းလည်နဲ့ခံစစ်ကိုမှကြောက်အောင်တိဆောက်ကစားတဲ့နေပြပါ။ညကဘောလုံးနာနဲ့ပွဲအဆင့်မှာပြိုင်ဘက်ကိုခွင့်ရင်းနဲ့စီမံကစားပုံမျိုးထပ်မံပြသစေခဲ့ပါတယ်။ဘောလုံးနာရဲ့တိုက်စစ်ကွက်လက်တွေကိုကွင်းလည်မှာဖျက်တောက်နိုင်ခဲ့ပြီးကန်ဆယ်လိုင်းအထိဘောလုံးမရအောင်ထိန်းချုပ်ပြသွားခဲ့တာကနာပိုလီကိုချန်ပီယံဖြစ်စေခဲ့တဲ့အဓိကအချက်ဖြစ်ပါတယ်။ကွန်နီကသူ့ရဲ့စတိုင်ဖြစ်တဲ့ကန်စစ်အခြေခံနဲ့ကွင်းလည်မှာကြောမှုပေါ်အားထားတဲ့ကစားပုံကြောင့်နာပိုလီယာဖိုင်နယ်လိုပွဲကြီးတွေမှာအမှားနေပြီးရလက်ကိုလိုချင်တယ်လို့ရေးဆွဲနိုင်တဲ့အသင်းဖြင့်ရပ်တည်နိုင်ခဲ့တာပါ။အီတလီစူပါကပ်ချန်ပီယံဖြစ်ခဲ့တာကလည်းကံကောင်းလို့ဆိုတာထက်ကွန်တီရဲ့နေပြတီကြမှုတွေကစားမတွေရဲ့အတွေ့အကြုံနဲ့စနစ်တကျကစားနိုင်မှုတွေအကြောင်းပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။